သူမကမယားငယ်ကိုကူညီဟန်ဆောင်ပြီးသူမကမယားငယ်ရဲ့ကလေးကအောင်နဲ့ရတဲ့ကလေးမဟုတ်ပဲမယားငယ်ရဲ့ရည်စားဟောင်းနဲ့ရတာဆိုတာကိုသိ၍မယားငယ်ကိုအောင်ရဲ့ဘဝပြတ်သွားအောင်လုပ်ကြံခိုင်းလိုက်တယ်ပြီးတော့မောင်မောင်လေးမယားငယ်ရဲ့ရည်စားဟောင်းကိုရှာတွေ့သွား၍သူ့ကိုမယားငယ်ကိုပြဿနာသွားရှာဖို့ပတ်စံနဲ့အလဲလဲလုပ်လိုက်တယ်အဲ့ချိန်မှာအောင်ကသူ့ရဲ့မယားငယ်စီမှာယောက်ျားတစ်ယောက်ရောက်နေတာကိုတွေ့၍လောလောနဲ့ထွက်သွားလိုက်၍စုစုလေးလိုက်ကြည့်နေတဲ့ချိန်စုစုကအောင်မယားငယ်ထားတဲ့တက်တွေကိုတွေ့ရှိသွားတယ်အောင်ကတော့မယားငယ်အိမ်ရောက်တာနဲ့သူတစ်ချိန်လုံးပြုစုစောင့်ရှောက်ထားတဲ့ကလေးကဒီကောင်ရဲ့ကလေးဆိုတာသိရလိုက်လို့အရန်စိတ်တူပြီးရန်ဖြစ်နေကြတယ်အဲ့ချိန်မှာစုစုကလက်ခုပ်တီးပြီးဝင်လာနေတယ်ပြီးတော့စုစုလေးတစ်ချက်ခုတ်နှစ်ခုပြက်ချင်းလို့အောင်ကကုမ္ပဏီရဲ့ပတ်စံ3မီလီယံကိုအလွဲသုံးစားလုပ်ခဲ့တဲ့စာရွက်ကိုလာပေးလိုက်၍စုစုလေးယူကြည့်လိုက်တယ်အောင်ကတော့စုစုကိုမင်းကငါမိမဖြစ်မှာဆိုတော့ကုမ္ပဏီကမင်းရဲ့ပတ်စံလေးငါပတ်စံပဲလေးပြီးတော့ငါဘလို့သုံးပါဖြစ်လို့လဲဆိုပြီးပြော၍ကြီးကျယ်နေတာကိုသူ့ရဲ့အဖေအကုန်လုံးကြားသွား၍အဖေကအောင်ကိုဘယ်တော့မှပြန်မလာနိုင်အောင်နိုင်ငံခြားကိုမောင်းထုတ်လိုက်တယ်အောင်ကတော့အခုမှထိတ်လန့်တကြားနဲ့အဖေကိုတောင်းပန်ပေးမယ်နောက်ကျသွားပါပြီပြီးတော့စုစုကအားလုံးရဲ့ရှေ့မှာအောင်ကကုမ္ပဏီကပတ်စံယူသုံးတာသူနဲ့လုံးဝမသက်ဆိုင်ပဲအောင်ရဲ့မယားငယ်ကြောင့်ပါဆိုတာကိုတက်တည်ပြဖို့သူမကိုဗီဒီယိုပြခိုင်းလိုက်တယ်သူမကတော့စုစုကိုလေးတခါတည်းကလေးစားချေဖို့ဗီဒီယိုဖွင့်ခိုင်းလိုက်တာနဲ့ဘာမှထွက်မလားလို့တွားကြည့်တော့မောင်ကသူမကိုဆွဲခေါ်သွား၍လေပင်ညစ်ပြီးသူမကိုတခြားသူတွေကိုကလေးစားချေခြင်းပေးမယ်စုစုကိုတော့မတိနဲ့ဆိုပြီးပြောနေချိန်မှာမောင်ကသူအရင်တုန်းကအေးကိုပေးဘူးတဲ့လက်စွပ်ကိုသူမရဲ့လေပင်မှာတွေ့လိုက်လို့အံ့ဩနေတယ်သူမလေးမောင်ရဲ့ရင်ဘတ်မှာအမာရွှေရှိတာကိုတွေ့တာနဲ့အရင်တုန်းကသူ့ရဲ့ကောင်လေးမောင်ဆိုတာတန်တိသွားတယ်ပြီးတော့မောင်လေးသူမကိုမင်းကအေးမို့လားဆိုပြီးမေးတော့သူမကမဟုတ်ဘူးဆိုပြီးလိန်လိုက်တယ်အဲကြောင့်မောင်လေးစိတ်ပြတ်သွား၍သူမကိုစုကိုမထီဖို့ထပ်မှလိုက်၍ကားပေါ်ကဆင်းခိုင်းလိုက်တယ်